အာဆင်နယ်ဘာလဲဘယ်လဲဒီနှစ်အာဆင်နယ်အသင်းဘယ်အတိုင်းအတာထိသွားမလဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ပတ်စင်တင်ဆက်နေကြဖြစ်တဲ့အာဆင်နယ်အသင်းအကြောင်းတွေကိုပုံမှန်တင်ဆက်ပေးနေတယ်ကျွန်တော်တို့ဘယ်ဘောက်ခန္ဓာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ဘယ်ဘောက်ခန္ဓာပါဆိုတော့ကျွန်တော်တို့ဒီကနေ့အာဆင်နယ်အသင်းရဲ့အကြောင်းပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အာဆင်နယ်အသင်းဒီနှစ်မှာဘယ်အတိုင်းအတာထိရောက်လာမလဲကျွန်တော်တို့ဒီအဓိကဆူဖလားအနေနဲ့အာဆင်နယ်အသင်းဘာတွေကိုဒီနှစ်မှာပိုင်ဆိုင်ရရှိသွားမယ်လို့ကျွန်တော်တို့ယူဆလဲပေါ့ဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးသွားမှာဖြစ်ပါတယ်ဆိုတော့အာဆင်နယ်အသင်းရဲ့ဒီရာသီမှာအင်္ဂလန်ပရီးမီးယားလိချန်ပီယံလိနဲ့ဒီကာရာဘောင် FA ပြိုင်ပွဲဆောင်ရှုံးပွဲမရှိသေးဘဲနဲ့ဖလားဆောင်တော့ကျွန်တော်တို့လမ်းကြောင်းပေါ်မှာရှိနေသေးတာပဲဖြစ်ပါတယ်အဲ့ထဲကနေမှကျွန်တော်တို့ဒီအဓိက major trophy ပေါ့ကျွန်တော်တို့အဓိကဆူဖလားအကြောင်းပဲကျွန်တော်တို့အဓိကရင်းညွှန်းပြီးပြောချင်တယ်ကျွန်တော်တို့ဒီနှစ်မှာအမှန်တိုင်းပြောရရင်တော့ဆူဖလားအသေးလေးတွေကျွန်တော်ရင်မခုန်တော့ဗျာကျွန်တော်တို့ FA ကလည်းမလိုချင်ကားလိုင်းကလည်းမလိုချင်ကာရာဘောင်ကလည်းမလိုချင်ကျွန်တော်တို့ဘာမှမလိုချင်ဘူးကျွန်တော်တို့လိုချင်တာရှင်းတယ်ကျွန်တော်တို့ Premier League ဖလားလိုချင်တယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ Champions League ဖလားလိုချင်တယ်ဒီနှစ်မှာမီကေအာတီတာအနေနဲ့လည်းတစုံတစ်ခုကိုတော့ရတင်နေပြီလို့လည်းကျွန်တော်မြင်လို့ဒီအသင်းရဲ့လက်ရှိဖောင်နဲ့ကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအနေအထားတွေအကုန်လုံးကတော့အာဆင်နယ်အသင်းရဲ့ဒီနှစ်မှာဖလားတစုံတရာတစ်ခုရတင်နေလို့ကျွန်တော်ခံစားရတယ်အသင်းရဲ့ကစားသမားပိုင်းနဲ့ကျွန်တော်ဘယ်လိုပြောမလဲ physical mental အကုန်လုံးတော့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးကစားသမားအင်အားအရကျွန်တော်တို့မှာလုံးဝdown ပြေဘယ်သူပဲဝင်ကစားကျွန်တော်အသင်းရဲ့ရလက်ပိုင်းကိုစိတ်ချလို့ရတယ်အသင်းရဲ့ဒီဘယ်လိုပြော position ပိုင်းကိုစိတ်ချလို့ရတဲ့ကစားသမားတွေကြီးပဲကျွန်တော်တို့စီမှာရှိနေတယ်ဗျာကျွန်တော်တို့စီမှာလူပူမရှိတော့အရင်တော့လို့ကျွန်တော်တို့ကစားသမားတွေရှိနေတယ်အသင်းရဲ့အရန်ခုံမှာကစားသမားတွေရှိတယ်တိုးတော့ညာလည်းကစားသမားတွေကကျွန်တော်တို့အသင်းနဲ့ဘလုံးမောင်အဆင်မပြေဘူးဗျာကျွန်တော်တို့မှာဒါတခြားလုံးကြုံလာခဲ့တာကျွန်တော်တို့သုံးလို့ရတဲ့ကစားသမားမရှိဘူးသုံးလို့မရတဲ့လူတွေကြီးဖြစ်နေတယ်ဒါကျွန်တော်တို့အာဆင်နယ်အသင်းမှာထောက်လျှောက်ပဲအာဆင်ဝင်ကလက်ထက်နိုင်အမ်ရီလက်ထက်မီကေအာတီတာလက်ထက်မှာတော့ရှိနေခဲ့သေးတယ်တောက်လျှောက်လုံးမီကေအာတီတာအကုန်လုံးအမြင့်ကနေလှန်ပြီးတော့တယောက်မကျန်အကုန်ရှင်းထုတ်ခဲ့ပြီးဒီရာဒီမှာတော့လုံးဝဖူလိုက်ရလို့ကျွန်တော်တို့ပြောလို့ရတယ်ဖူလိုက်ရမဟုတ်ကျွန်တော်တို့ဘယ်လိုပြောမလဲကစားသမား25ယောက်လုံးကဒီပမာဏကစားသမား25ယောက်စင်အကုန်လုံးကလုံးဝ share နေကြတယ်ဆိုတော့တယောက်ယောက်ဒဏ်ရာရသွားရင်တော့ကျွန်တော်တို့မစိတ်ပူစရာမလိုတော့ဘူးဗျာလာဝီလီယမ်ဆလီဗာနာမလားကိစ္စမရှိဘူးသူ့နေရာမှာမော်စကိုရရှိတယ်ကျွန်တော်တို့ဂါဘရီယယ်နာမလားကိစ္စမရှိဘူးဟင်ကာပီပြန်လာပြီဟလာကျွန်တော်နောက်ပြီးရင်ကလာဖီယိုရီနဲ့လီဝစ်ကယ်လီလည်းရှိသေးတယ်ဗျာနောက်ဂျူရီယန်တင်မှာပြီးရင်ဘန်ဝိုက်ဟုတ်လားဇူဗီမန်ဒီအကယ်၍ပေါ့မတော်တဆဇူဗီမန်ဒီတန်ရသွားခဲ့တယ်ဆိုရင်တော့မှအဲ့နေရာမှာဒီကလန်ရိုက်ကစားမလားဒါမှမဟုတ်နော်ကတ်ပဲထားကစားအောင်မလားကစားလို့ရတယ်ဗျဝန်နာရီလည်းရှိသေးတယ်သူ့နေရာမှာတော့မဟုတ်ဘူးဝန်နာရီကဒီကလန်ရိုက်ကဇူဗီမန်ဒီနေရာကစားပြီးတော့ဝန်နာရီနဲ့ easy နဲ့တွဲလဲရတယ်ဒါမှမဟုတ် OD ကန်နဲ့ဝန်နာရီနဲ့တွဲလဲရတယ်ဒါမှမဟုတ် easy နဲ့ဝန်နာရီနဲ့တွဲလဲရတယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့စီမှာဒီအသင်းရဲ့ကစားသမားတွေက versatile လည်းဖြစ်တယ်နေရာဆုံးကကစားနိုင်တဲ့ကစားသမားတွေလည်းဖြစ်နေပြီးတော့မှအကုန်လုံးကတကယ် great quality player တွေပဲဖြစ်တယ်ဗျာဆိုတော့ကစားသမားတွေရဲ့ကျွန်တော်ရုပ်ပိုင်းဆိုင်ရာဒဏ်ရာရတာတွေပါတယ်ကျွန်တော်ဒီနှစ်မှာလုံးဝစိတ်မပူဘူးနောက်ပြီးစိတ်ပိုင်းဆိုင်ရာအရာဆိုလို့ရှိရင်လည်းအကုန်လုံးကကျွန်တော်ဒီအာဆင်နယ်အသင်းမှာလူငယ်ကစားသမားအနေနဲ့တွဲဖက်ကစားခဲ့တဲ့လူတွေကြီးပဲဖြစ်နေတဲ့အပြင်ကိုဒီကစားသမားတွေကိုယ်တိုင်ကစားလောင်ဒီအောင်မြင်မှုကိုစားလောင်လာတာပေါ့ဒီအချက်ကအရန်ဟိုမှာအရေးကြီးတယ်ဗျကျွန်တော်ဘောလုံးပွဲမှာအနိုင်ရလို့စိတ်မရှိတဲ့အသင်းကဘာမှဖြစ်မလားဒါကျွန်တော်ဘယ်အသင်းရလို့တော့မပြောတော့ဘူးဗျဘယ်အသင်းပဲဖြစ်ဖြစ်ကျွန်တော်အာဆင်နယ်အသင်းမှာလည်းကြုံတယ်ဘောလုံးပွဲမှာဘယ်အသင်းမဆိုကြုံဘူးတွေရှိမှာပဲဒါကြုံရမယ့်ကိစ္စတွေဗျဆိုတော့တစ်ခါလေကြာရင်အသင်းကကစားနေပြီကစားလို့အနိုင်ရလို့စိတ်လည်းမရှိအနိုင်ရလို့စိတ်ပြင်းပြနေတဲ့ကစားသမားလည်းမရှိကျွန်တော်ကန်နေတာမိနစ်90ပြည့်အောင်ကန်နေတယ်လို့ပဲကျွန်တော်တစ်ခါလေကျွန်တော်ကစားသမားတွေ
ဒီကောင်လေးကိုကြည့်ပြီးတော့မှကျွန်တော်ကိုယ်တိုင်မှာအားမလို့အားမရဖြစ်တဲ့အခြေအနေအများကြီးရှိခဲ့ဘူးဒါပေမဲ့ဒီနှစ်မှာတော့အာဆင်နယ်အသင်းကအဲ့ဒါမျိုးလုံးဝမရှိတော့ဘူးကစားသမား17ယောက်လုံးအပြင်ကိုလူစားလဲဝင်လာတဲ့ဘသူမဆိုအကုန်လုံးကနိုင်လို့စိတ်ပြင်းပြပြီးတော့မရောက်အောင်လုပ်မယ်ဘသူမှအသင်းမှာဂိုးသွင်းမဲ့လူဘသူမှမရှိရင်ငါသွင်းမယ်ဆိုတဲ့စိတ်အကုန်လုံးကရှိလာကြတယ်ဗျဆိုတော့ဒီဘက်ရဲ့တကယ်ကိုအားရကျင်းတဲ့ဆရာဖြစ်ပြီးတော့ကျွန်တော်တို့ချန်ပီယံဖြစ်ချင်တဲ့အသင်းတစ်သင်းနေနဲ့ဒီလိုကစားသမားတွေပိုင်ကိုပိုင်ဆိုင်ထားဖို့လိုကိုလိုအပ်နေတာဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ဂျိုကာရက်စ်ရဲ့အကြောင်းပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နည်းနည်းတော့ပြောရခက်တယ်ဗျ။ဘာလို့ဆိုတော့ဂျိုကာရက်စ်ကသူစပိုတင်းမှာဘာအောင်လဲဆိုတာကိုတသိပြထားပြီးသားဖြစ်တယ်လို့ဒီရာသီမှာလည်းအာဆင်နယ်ကိုရောက်လာပြီးတော့ဂိုးပေါက်တွေနဲ့သူနဲ့မစိမ့်ဘူးဆိုတဲ့အကြောင်းကိုလည်းတသိပြထားပြီးသားဖြစ်တယ်။ဒါပေမဲ့နောက်ပိုင်းမှာဂျိုကာရက်စ်တယောက်အနေနဲ့ဘယ်လိုပြောရမလဲperformance တိတ်ထုတ်မပြနိုင်ဘူးလို့တော့ကျွန်တော်ကိုယ်တိုင်ပါဝင်မှာကျွန်တော်တို့ Arsenal fan တွေမှာမြင်ကြလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ကျွန်တော်တို့ပြန်တစ်ချက်ကြည့်ဖို့လိုတာ Arsenal အသင်းရဲ့လက်ရှိမှာဘယ်လိုကစားပုံကိုဦးတည်နေတယ်ဘယ်လိုကစားပုံစံကိုကစားတဲ့ကျွန်တော်တို့ဘယ်လိုမျိုး play style ကိုသူတို့အသုံးပြုခြင်းနေတယ်ဆိုတော့ကျွန်တော်တို့နားလည်အောင်လိုက်ပြီးတော့ကြည့်ဖို့တော့လိုမယ်လို့ကျွန်တော်ထင်တယ်ဗျဆိုတော့ဒီအားကိုကျွန်တော်တို့ပြောရမယ်ဆိုရင်ဥပမာပေးဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်2018ကမ္ဘာဖလားချန်ပီယံပြင်သစ်အသင်းကိုကျွန်တော်ပြန်ပြီးတော့ဦးစားပေးပြီးကျွန်တော်ဥပမာပေးပြောရမယ်ဗျအဲ့ဒီနှစ်မှာဆိုလို့ရှိရင်အိုလီဗီယာဂျရူးကတိုင်ပွဲဆောင်ဒီတိုင်ပွဲဆောင်ပေါ့တွင်းကိုတကူးမှမရှိဘဲနဲ့ပြင်သစ်အသင်းနဲ့အတူတူကမ္ဘာဖလားချန်ပီယံဖြစ်သွားတယ်အဲ့လိုပြောလို့ကျွန်တော်တို့ဂျရူးမကောင်းဘူးလို့ဒီကစားသမားမကောင်းဘူးလို့ကျွန်တော်တို့ဝေဖန်မလားအဲ့လိုတော့ကျွန်တော်ပြောလို့တော့မရဘူးဗျဒီတိုက်စစ်မှုရဲ့အလောက်ကဂိုးသွင်းရမယ်ဆိုတာမှန်တယ်သို့တော်ညာလေကျွန်တော်အနေနဲ့အဓိကဦးစားပေးအနေနဲ့ထားချင်တာကတော့အသင်းရဲ့နိုင်ပွဲတည်တာအရေးအကြီးဆုံးလို့ကျွန်တော်ဦးစားပေးထားချင်တယ်နောက်ပြီးတော့အသင်းရဲ့ဒီကစားကွက်တွေပေါ့ဂျိုကာရက်စ်ကိုအနည်းဆုံး2ယောက်လောက်ကတ်ထားမှအဆင်ပြေမဲ့အနေအထားဖြစ်နေတော့ဂျိုကာရက်စ်က space ကိုသူ့နားမှာတစ်ဖက်နောက်တန်းရဲ့လူတွေကိုဆွဲခေါ်ထားပြီးတော့ space ကိုသူ့နားမှာကြောက်အောင်လုပ်ထားလိုက်တယ်ဒါပေမဲ့သူ့နားမှာ space ကျန်နေတယ်ဆိုပေမဲ့ကျန်တဲ့ဒီ wing နှစ်ဖက်မှာပေါ့ဘယ် wing ဖြစ်ဖြစ်ညာဝဖြစ်ဖြစ်အကုန်လွတ်သွားပြီခါတိုင်းဘူကာယိုဆာကာတို့မာတင်နယ်လီတို့2ယောက်စီဗျာဒီကျွန်တော်တစ်ဖက်အသင်းရဲ့နောက်တန်းပေါ့2ယောက်စီကတ်နေတဲ့နေထားနေပြီးတော့မာတင်နယ်လီနဲ့ဆာကာတို့ကဘိုင်ဝမ်ဖြစ်သွားသူတို့ရင်ဆိုင်ရတဲ့ကစားသမားတွေဘိုင်ဝမ်အနေထားဖြစ်သွားဒီဘိုင်ဝမ်ဖြစ်သွားတဲ့အနေထားမှာကျွန်တော်တို့ဝင်လာတဲ့အနေနဲ့အများကြီးပို့ပြီးတော့အလုပ်ဖြစ်တယ်ဗျာဆိုတော့ဒီအကြောင်းအရာကိုကျွန်တော်ပြန်ပြောမယ်ဆိုရင်ဘာမြင်သာစီလဲဆိုတော့ဒီရာသီမှာကျွန်တော်ဂါဘရီယယ်မာတင်နယ်လီတွင်းကိုတွေခဏခဏရတယ်မနစ်ကဆိုရင်ကျွန်တော်မာတင်နယ်လီလုံးဝပျောက်သွားတယ်ဗျာကျွန်တော်တို့ဒီကစားသမားကိုကျွန်တော်တို့ fan တွေအများကြီးဝေဖန်ကြရတယ်ပြောကြရတယ်ခေါင်းကြီးငုံပြီးကစားနေတယ်ခေါင်းမောမကြည့်ဘူးမှန်ပါတယ်သူလည်းခေါင်းမောမကြည့်ဘူးဒါတော့ကျွန်တော်တို့အပြစ်ပြောလို့တော့မရဘူးဗျာဘောလုံးကစားတာမှာဒီလိုပဲတချို့တော့အခြေအနေလေးတွေမှာအောက်ကငုံကြည့်နေမိတဲ့အခြေအနေလေးတွေရှိတတ်တယ်ဆိုတော့မနစ်ကအခြေအနေကိုပြန်ကြည့်မယ်ဆိုရင်မာတင်နယ်လီကမနစ်မှာဘာမှမလုပ်နိုင်ခဲ့တာကိုကျွန်တော်တို့မြင်တွေ့ရတယ်ဆိုပေမဲ့ဒီနှစ်မှာတော့မာတင်နယ်လီတယောက်လူစားဝင်လူစားသမားအနေနဲ့အထူးကိုခြေစွမ်းပြတယ်အဲ့ဒါဘာလဲဆိုတော့တစ်ဖက်သင်းကနောက်တန်းတွေကဒီကျွန်တော်တို့ရဲ့တိုက်စစ်မှုဂျိုကာရက်စ်နဲ့ဒီတစ်ဖက်ဝင်ကာနဲ့ကိုအာယုံဆိုင်နေတဲ့အချိန်မှာမာတင်နယ်လီကလူစားလဲဝင်ရောက်လာတာဖြစ်တဲ့အတွက်ကြောင့်မို့သူ့မှာ full stamina လုံးဝတက်လုံးအပြည့်နဲ့နာမည်ဆန်ထိုးပေါက်တိုက်စစ်ဆင်နေတာပေါ့ဆိုတော့အဲ့အချိန်ဒီမှာ1 vs 1ပဲဖြစ်ဖြစ်2 vs 1ပဲဖြစ်ဖြစ်မာတင်နယ်လီကကြော်ပြေးမှာပဲဘယ်နှယောက်လာ3ယောက်ရှိနေတယ်ဆိုကြော်ပြေးမှာပဲဘာလို့ဆိုတော့ stamina ချင်းလည်းမတူဘူးဗျာအခုမှလူစားလဲဝင်လာတဲ့ကစားသမားနောက်ပြီးတစ်ဖက်မှာ space ကဒီကျွန်တော်ဂျိုကာရက်စီကိုအာယုံရောက်နေတဲ့အချိန်မှာမာတင်နယ်လီကအာယုံတိတ်ပြီးတော့အဆိုင်မခံရတဲ့အနေအထားဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဘက်ကကွင်းလက်ကစားသမားမာတင်နယ်လီစီကိုခုတ်ပေးလိုက်အောင်နဲ့တယ်မာတင်နယ်လီကပြေးထွက်ပြီးတော့ဂိုးသွင်းလိုက်ဆိုတော့ဒီဟာကျွန်တော်ဂျိုကာရဲ့ performance ကိုကျွန်တော်ဒီနေရာမှာမေ့ထားလို့မရဘူးဗျဆိုတော့တခြားအသင်း fan တွေကတော့ဥပမာထားပါတော့ဗျာကျွန်တော်ဘာလို့မပြောလို့ပါဘင်ဂျမင်ဆက်ကိုပေါ့ပြီးခဲ့တဲ့ပွဲတွေတောက်လျှောက်လုံးဂိုးပေါက်မတွေ့ထားဘူးဒီပြီးခဲ့တဲ့
ပွဲမှာနောက်ဆုံးပွဲမှာသူဒီဂိုးပေါက်တွေ့ထားတာပေါ့ဂိုးပေါက်ဒီနောက်ဆုံးပွဲမှာဗျာဂိုးလေးသွင်းနိုင်လိုက်ရုံနဲ့ချက်ချင်းလက်ငင်းကိုစက်ကူကဂျိုကာရက်ဆက်ပိုကောင်းပါတယ်ဒါတကယ်တော့မဟုတ်ဘူးလေနော်အဲကျွန်တော်ပညာမင်းစက်ကူမကောင်းဘူးလို့ပြောချင်တာမဟုတ်ပါဘူးစက်ကူလည်းသူ့ရဲ့ performance နဲ့သူကောင်းမွန်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်သို့တော်ညာလည်းကျွန်တော်တို့ကအသင်းရဲ့ကစားပုံမှာမတူကွဲပြားစွာပေါ့ကျွန်တော်တို့အလုံးလုံးနေကြရတယ်ဆိုတော့သိဖို့လိုတယ်ဗျာဆိုတော့နောက်ပြီးကျွန်တော်တို့ထပ်ပြီးတော့တခြား fan တွေ Chelsea fan တွေပေါ့ဒါကတော့ Caicedo နဲ့ Declan Rice နဲ့ကိုနှိုင်းယှဉ်ကြတယ် Caicedo ကိုလည်းကျွန်တော်သဘောကျတယ်လီဗာပူးနဲ့ပွဲကသူကန်သွားတဲ့ solo Kipian rocket kick ဆိုလို့ရှိရင်တကယ်ကိုလုံးဝဝိုးဖြစ်သွားတော့တဲ့ကန်ဂျန်မျိုးဗျာလုံးဝ kick ကလည်းလုံးဝ dynamite လိုပဲစောင်းရမ်းမိုက်တယ်ဆိုတော့ကျွန်တော်ပြောချင်တာCaicedoလည်းတကယ်ကောင်းတဲ့ကစားသမားပဲသို့ပေမဲ့ Declan Rice Arsenal မှာကစားနေတဲ့ပုံစံနဲ့ Declan Rice West Ham မှာကစားနေတဲ့ပုံစံနဲ့တော့တကယ်တော့မတူဘူးဗျဆိုတော့ဒီမတူညီတဲ့နေရာတွေကိုကျွန်တော်တို့လိုက်ပြီးတော့နှိုင်းယှဉ်ခိုင်းနိုင်နေမယ်ဆိုတော့ကျွန်တော်ကိုယ်အသင်းကိုဘယ်လိုပြောမလဲကိုယ်အသင်းရဲ့အားနည်းချက်ကိုဘယ်လိုမျိုးကြည့်မလဲကိုယ်အသင်းရဲ့အားသာချက်ကိုဘယ်လိုမျိုးကြည့်မလဲဒါကပို့ပြီးတော့ကောင်းတာဟုတ်တယ်မလားဆိုတော့ဘရိုကတော့ဒီယာဒီမှာဂျိုကာရက်စ်တယောက်တွင်းကိုဘယ်နှကိုရရှိမယ်လို့ထင်လဲအာဆင်နယ်အသင်းရောဒီယာဒီမှာဘယ်လိုမျိုးမေဂျာထရိုဖီတွေတကယ်အဓိကဆုဖလားတွေရရှိမယ်လို့ထင်လဲအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်သုံးသပ်ဆွေးနွေးပြီးတော့ပြကြပါအောင်ကျွန်တော်ကတော့ဘယ်ဘောက်ကဏ္ဍပါနောက်ဘက်မှာပြန်လည်ဆုံတွေ့ကြတာပေါ့ See you guys